သူတစ်ပါးရဲ့အောင်မြင်မှုတွေကိုမနာလိုဝင်တိုတဲ့စိတ်မထားပါနဲ့တဲ့အိတ်တာမစ္စရိယလို့ခေါ်တဲ့ဒီမနာလိုတဲ့စိတ်ဝင်တိုတဲ့စိတ်တွေကကိုကမနာလိုတဲ့သူဝင်တိုတဲ့သူကဘာမှမဖြစ်သွားပဲနဲ့ဒီမနာလိုတဲ့ဝင်တိုတဲ့စိတ်ကိုကင်ဆောင်ထားတဲ့ကိုကသာလင်ပရမဦးဆုံးအရင်ဦးဆုံးကိုမနာလိုတဲ့သူကိုဝင်တိုတဲ့သူကအောင်မြင်မှုတွေကိုကြားရတိုင်းမြင်ရတိုင်းကိုမှပူလောင်မှုတွေဖြစ်နေတယ်အကြွေ၍ကိုကမနာလိုခြင်းဝင်တိုခြင်းမရှိတဲ့နဲ့သူတစ်ပါးရဲ့အောင်မြင်မှုကိုဝမ်းမြောက်ဝမ်းသာဖြစ်ပေမဲ့သူတစ်ပါးရဲ့အပေါ်မှာလည်းပဲကောင်းစားစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့တိုးတက်စေခြင်းနဲ့မေတ္တာစိတ်ကနဲ့သာနေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်ကိုယ်တိုင်လည်းအေးချမ်းတယ်လို့သူတစ်ပါးကိုလည်းပဲနှွေးထွေးမှုတွေလုံခြုံမှုတွေပေးစွမ်းနိုင်ပါတယ်ဒီအိတ်တာမစ္စရိယခေါ်တဲ့မနာလိုမှုဝန်တိုမှုတွေကဟိုးအောက်ဆုံးကိုဆွဲချသွားမှာဖြစ်တယ်လို့သူတစ်ပါးရဲ့အောင်မြင်မှုကိုဝမ်းမြောက်ဝမ်းသာဖြစ်ပေးတာသူတစ်ပါးကိုကောင်းစားစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့တိုးတက်စေခြင်းနဲ့မေတ္တာစိတ်ထားလေးကအပေါ်ဆုံးဖြစ်တဲ့ဗြဟ္မပြည်အထိကိုတော့မှပို့ဆောင်ပေးနိုင်ပါတယ်ဒါကြောင့်မကောင်းတဲ့ဘဝတွေကိုမရောက်ချင်ဘူးဆိုရင်ကိုယ်ဘေးနားမှာရှိတဲ့သူတွေရဲ့အောင်မြင်မှုတိုးတက်မှုတွေကိုမနာလိုခြင်းဝန်တိုခြင်းအိတ်တာမစ္စရိယမထားပဲနဲ့သူတစ်ပါးရဲ့အောင်မြင်မှုတွေကိုဝမ်းမြောက်ဝမ်းသာရှိပေးပါမုဒိတာလေးပွားပေးပါမေတ္တာလေးထားပေးပါဒါဆိုရင်ဘဝဟာအေးချမ်းစရာတွေပျော်ရွှင်စရာတွေနဲ့ကြုံလာပါလိမ့်မယ်